အခုမြင်နေရတော့နေရာကတော့ခေပြင်လမ်းမကြီးနဲ့ဘီရင်တောင်လမ်းနဲ့ရန်ကုန်ပြည်ရထားလမ်းချားမှာရှိတယ်တငင်းကိုကုန်စိမ်းလက်ကားစီဖြစ်ပါတယ်ဒီဈေးရဲ့မူလမြင်နေရာကတော့အမတ်တစ်စမှုဝန်ကြီးဌာနကျွေးမြေလုပ်ငန်းရဲ့အောက်မှာရှိတဲ့ကုန်ကျန်းနေမြေတစ်ခုဖြစ်ပါတယ်ဒီနယ်မြေကိုယင်းထုတ်ခွဲရောင်းချရေးမြန်မာနိုင်ငံရဲ့ပိုင်ဆိုင်မှုထုတ်ခွဲရောင်းချတဲ့ကုမ္ပဏီရဲ့တစ်စစ် UMS စီဇန်ဥက္ကရာကြီးဖြစ်တဲ့ဥဝဲအောင်မှာဝယ်ယူပြီးကုန်စည်ဈေးဖြစ်ရင်းနှီးမြှုပ်နှံခဲ့တဲ့လုပ်ငန်းဖြစ်ပါတယ်ဒီဈေးကြီးကို2021ကရောစတင်လုပ်ခဲ့တဲ့ဈေးဖြစ်ပါတယ်ပထမဦးဆုံးပုဂ္ဂလိကပိုင်းဈေးဖြစ်တယ်လို့အကြီးဆုံးဈေးကြီးလည်းဖြစ်ပါတယ်ကုန်စည်ကြီးလည်းဖြစ်ပါတယ်ဒီအခုမြင်နေရတဲ့ဂျုံကတော့ဈေးရုံတစ်တီးဝလံလက်ကားဆိုင်ကများဖြစ်ပါတယ်ရေးထားသလိုပဲတစ်တီးဝလံများလက်ကားရောင်းတဲ့ဆိုင်ကန်းတွေအများစုရှိတဲ့ဂျုံတွေပေါ့နော်ဆိုင်ကန်းတွေရှိတဲ့ဂျုံပါဒီဂျုံကတော့ဈေးရုံနဲ့တောင်သူလက်ကားဆိုင်များရေးဆိုင်လို့ခေါ်တယ်ဒီရှိရဂျုံကတော့ရခိုင်တန်းလို့ခေါ်တဲ့ရခိုင်ရဲ့အစားအစာတွေရောင်းတဲ့ဆိုင်ကန်းတွေပေါ့နော်ဒီဦးမျက်နှာစာတန်းဒီတိုက်ကြုံရတော့နော်မျက်နှာစာတန်းရောင်းတဲ့ဆိုင်ကန်းတွေပါ下吧，没地方。ဒီတွဲကိုကြီးတော့မှပဲလာဖို့ရနောက်ပေါ့သိတယ်မသိဘူးသိလားလာဝေးဒီအောင်လည်းဖောင်းကြည့်ရလား
တော့ပဲတော့ဘာလာပတ်လာလဲဒါကတော့ကုံယုံလေးပေါ့နော်ကုံလုံးမှာဘာတွေရှိလဲဆိုတော့ပဲမြေကစုံဥဖေးဒီမြေပဲမှာလည်းဗမာမြေပဲနဲ့တရုတ်မြေပဲဆိုရင်ခုလုံးရပါတော့ချန်ချောင်းတွေလည်းရတွေ့ပါတယ်သမီးအဒီလက်ကားတိုင်းပဲနော်那就这样。